ပြင်သစ်ရဲ့အသက်သွေးကြောမိုက်ကယ်အိုလီဆေးနဲ့ကမ္ဘာဖလားအိမ်မက်ဒီကမ္ဘာဖလားမှာပြင်သစ်အသင်းရဲ့ကစားပုံကိုကြည့်လိုက်ရင်လူတိုင်းရဲ့အာရုံစိုက်မှုတွေကတယောက်တည်းစီကိုပဲရောက်သွားတတ်ပါတယ်။သူကတော့ပြင်သစ်ရဲ့ Great Connector လို့တင်စားခံထားရတဲ့မိုက်ကယ်အိုလီဆေးပါ။မိုက်ကယ်အိုလီဆေးဟာကွင်းလန့်နဲ့တိုက်စစ်ကြားမှာချိတ်ဆက်ပေးတဲ့နေရာမှာတကယ်ကိုမော်ဆန်လွန်းပါတယ်။ဘောလုံးကိုပေးပို့လိုက်တဲ့အချိန်တိုင်းမှာပြင်သစ်အသင်းရဲ့တိုက်စစ်ကပို့ပြီးအသက်ဝင်သွားသလိုသူဖန်တီးပေးလိုက်တဲ့အခွင့်အရေးတိုင်းကလည်းပြိုင်မဲ့ခံစစ်ကိုအမြဲချိတ်ချောက်နေပါတယ်။ပြင်သစ်အသင်းရဲ့ကမ္ဘာဖလားခရီးလမ်းမှာအိုလီဆေးရဲ့ခြေစွမ်းဟာအဓိကအသက်သွေးကြောဖြစ်လာတော့မှာပါ။အချို့ကသူ့ကိုအသင်းရဲ့နှလုံးသားလို့တင်စားကြပါတယ်။သူဒါကွင်းထဲမှာခြေစွမ်းပြနေမယ်ဆိုရင်ပြင်သစ်ဖို့ဂိုးရဖို့ဆိုတာအချိန်ပိုင်းလောက်ပဲလူတော့တာပါအသက်ငယ်နဲ့ဒီလောက်ရေးချက်တဲ့ကစားပုံမျိုးကိုပြသနေတာကပြင်သစ်အသင်းရဲ့အနာဂတ်အတွက်တကယ်ကိုအားသက်စရာပါကိုလူလိုအမိမာရောမိုက်ကယ်အိုလီဆေးဟာဒီကမ္ဘာဖလားမှာပြင်သစ်ကိုချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးနိုင်မယ့်ကစားသမားမျိုးလို့ထင်ကြလားပြင်သစ်ရဲ့ဒီကြက်ဝင်လေးအကြောင်းဘယ်လိုမြင်ကြလဲဆိုတော့ comment ထဲမှာဆွေးနွေးတော့ကြောက်လို့ရပါတယ်